သားမီမီတို့ရေမင်္ဂလာပါဒီနေ့တီတီကဖူးဖူးနဲ့ဖူးဖွေးဆိုတဲ့သူလေးနှစ်ကောင်အကြောင်းကိုပြောပြမယ်နော်တခါကဖူးဖူးနဲ့ဖူးဖွေးဆိုတဲ့သူ့မောင်နှမနှစ်ယောက်တို့ဟာသူတို့မိသားစုနဲ့အတူနေထိုင်ကြတယ်ဖူးဖူးသူနဲ့ဖွားဖွားသူတို့ကဖူးဖူးနဲ့ဖူးဖွေးတို့ကိုအမြဲတမ်းချစ်ချစ်ခင်ခင်နေဖို့စီလုံးဖို့ဆုံးမပေးတယ်တဲ့ဖူးဖူးကတော့တတိရှိတယ်တတိကြီးတယ်ဖူးဖွေးကြတော့အေးအေးဆေးဆေးနေရတာကိုကြိုက်တယ်ကျင်နာတတ်တယ်ဒီနေ့သူတို့ရဲ့စကြက်မှာမြက်တွေကိုစားပြီးတော့ဖိုးဖိုးသူနဲ့ဖွားဖွားသူအတွက်ပါမြက်တွေကိုပြန်ခူးသွားဖို့စီစဉ်ပြီးနေတော့မှာပဲအရေးမေးတကူကသူတို့ပေါ်ကိုကျလာတယ်မြင်းစုကြီးတစ်ကောင်ကရောက်လာပြီးဟေးငါဒီမြက်ခင်းတွေကိုအပိုင်သိမ့်လိုက်ပြီဘသူမှလာစားလို့မရတော့ဘူးမင်းတို့ဖေချစမ်းလို့ပြောတယ်တဲ့တတိရှိတဲ့ဖူးဖူးကတော့ဒီမြက်ခင်းကတရိษံတိုင်းနဲ့ဆိုင်တယ်ကျန်တဲ့တရိษံတွေကိုပါစားခွင့်ပြုတဲ့နယ်လို့ပြောပေမဲ့မြင်းစိုးကြီးကဂယူးမဆိုင်ပဲနဲ့ဖိုးဖိုးဖွားတို့အတွက်ခူးထားတာတွေကိုပါအကုန်စားလိုက်တယ်အဲ့ဒီအချိန်မှာဖိုးဖွေးကဖူးဖူးနာကပ်ပြီးဒီမြင်းစိုးကိုတားရမယ်ဒါပေမဲ့လေညံနဲ့ပဲအနိုင်ယူလို့ရမယ်ခွန်အားချင်းကမတူဘူးလို့ဖူးဖူးကိုသတိပေးလိုက်တယ်ပြီးတော့မြင်းတွေဟာအတန်ကျဲကြီးကိုကြောက်တယ်1နဲ့3ဆိုတာနဲ့ပါဇက်ကရောခွာကနေရောအတန်တွေလောက်ကြရအောင်လို့တူတူလေးကပြောလိုက်တယ်တဲ့ဖူးဖူးနဲ့ဖူးဖူးလည်းအကြံထုတ်ပြီးတော့ပြန်ချင်းရောက်ဆောင်ပြီးတော့မှတစ်ပင်နောက်ကနေကွယ်နေပြီးတော့ခွာတွေကိုတကုံဆောက်ပါဇက်ကလည်းအတန်အကျယ်ကြီးတွေလောက်တာပေါ့မြင်းစိုးကလည်းထူးဆန်းတဲ့အတန်တွေကြောင့်ကြောက်လန့်ပြီးထွက်ပြေးသွားတော့တယ်အလိုးနဲ့ဖူးဖူးနဲ့ဖူးဖူးဟာငင်းငင်းချမ်းချမ်းနဲ့မျက်တီကိုပြန်စားနိုင်တယ်သူတို့ရဲ့ဖူးဖူးတို့နဲ့ဖွားတို့အတွက်လည်းမျက်တီကိုပြန်ပြီးခူးပေးနိုင်တယ်တဲ့ဆိုတော့သူတို့ကတတိရှိတာရဲ့ဉာဏ်ကောင်းတာရဲ့နှစ်ခုကိုအတူတူပေါင်းပြီးတော့မှဉာဏ်စိုးကြီးကိုအနိုင်ယူလိုက်တာပေါ့ကဲပုံမြင်လေးရတော့ဒါပါပဲเนาะအခုမိကွန်းလေးတွေမိမယ်เนาะပထမဆုံးမိကွန်းကတော့ဖူးဖူးတို့နဲ့ဖွားဖွားတို့ကဖူးဖူးနဲ့ဖူးဖွေးကိုဘာတွေမှားထားလဲဘယ်လိုတွေဆုံးမှားထားလဲမမိလားနံပါတ်1မိကွန်းကတော့ဖူးဖူးနဲ့ဖူးဖွေးတို့မျက်စားနေတော့ဘသူသူတို့စီရောက်လာတာလဲနံပါတ်3မိကွန်းလေးကတော့ဖူးဖူးနဲ့ဖူးဖွေးဟာမြင်းစိုးကြီးကိုဘယ်လိုအနိုင်ယူလိုက်တာလဲအရန်တော်ပါတယ်ကလေးလေးတွေကကဲဒီနေ့တော့ဒီလောက်ပါပဲနောက်နေ့မှာပုံမြင်လေးအသစ်တစ်ပုံနဲ့ပြန်ဆုံပါမယ်တတား